Hello guys, I'm Mingala. Alice ကျန်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Alice ကတိုက်တပေါင်းမှာကျောင်းလာတက်တော့ main ကလေးကျောင်းကိုပြသွားမှာဖြစ်ပါတယ်အဲ့တော့ video လေးမစခင်မှာ Alice ရဲ့ channel လေးကို like and subscribe လုပ်ပြီးခဲ့ကြပါအောင်နော်အဲ့တော့ let's go ဆောက်လိုက်ကြရအောင်အခုကကြတော့တခြားနိုင်ငံသွားမှာဆိုတော့ငါတို့နိုင်ငံမှာလူနေလို့မဖြစ်ဘူးရောက်ပြီလားမသိဘူးတက်လိုက်ပါဦးမယ်ဟဲ့တော့ညရောင်ရောက်နေပဲစကိတ်ထုတ်ပြီးပဲစီးလိုက်ပါမယ်ငါပြန်မနေရမလဲမသိဘူးဘာလို့လဲတက်ခမ်းမငါနေလိုက်ပါဦးမယ်ဒီမှာပဲနေလိုက်မယ်တက်ခမ်းငါပြီးသွားပြီဆိုတော့အင်ဂျီလေးလိုက်ပါဦးမယ်အင်ဂျီလေးကိုတက်နေရတော့မယ်โอเคအင်ဂျီလေးပြီးသွားပြီဆိုတော့အိတ်တော့မယ်နေ့ကျလည်းကြောင်းသွားအောင်မယ်မမိုးကလေးစထားတော့မယ်အဲ့ကျပေါ်တာလိုက်ပါမယ်တပီဆိုရင်ဒီချိုးမယ်ရေချက်ပြီဆိုရင်ဒီကြောင်းသွားမှာဆိုတော့ကြောင်းကြည့်လဲမယ်โอเคအင်ဂျီလေးပြီဆိုတော့ကြောင်းသွားမယ်ရှင်းလိုက်တော့ထိုးနေပြီကျောင်းရဲ့အိမ်နဲ့နီးနီးလေးရှော့လမ်းလျှောက်ပြီးသွားနိုင်ရတယ်။ကျောင်းမှာကိုယ်ထိုင်တာဖတ်လို့ဆိုပြီးရောက်တော့တယ်။ရောက်ပြီဆိုတော့မနက်ကဆောရွှေရှိတဲ့ဆိုဒီချိန်ပန်းရစမှာမသိတိတ်ပင်ရင်တိုင်းโอเคတိတ်ပင်တင်လို့ပြီးသွားဆိုတော့အင်္ဂလိပ်စာတော့တင်မယ်โอเค see hi Okay, because I said them to have so hot. To make fast and yellow tomato sour me. I lose your chone. Coca-Cola, you like it.စားတော့လည်းပြီးသွားပြီဆိုတော့တော့စားရှိသေးတယ်ဆိုရင်ပကြီးတန်းနဲ့ရှိရဟုတ်တယ်ပကြီးတန်းနဲ့တက်ကပကြီးဆွဲမယ်အပုံဆွဲရင်ကောင်းမလဲတိပြီဘဲပုံဆွဲမယ်မအဝိုင်းကလေးဘေးရဘယ်နဲ့တူလမ်းဒီဆွဲလိုက်ပြီအတောင်မဆွဲပြီးတော့လောက်တီးဆွဲပြီးသွားပြီဆိုရင်မျက်လုံးဆွဲမယ်
ညတော့တော်လာရောဆွဲပြီးဆိုရင်တော့ချီချမ်းလေးဆွဲပါမယ်โอเคကျပုံလေးဆွဲပြီးတော့ဆိုတော့အိမ်ပြန်ရမယ့်ချိန်ရောက်ပြီအဲ့တော့အိမ်ပြန်မယ် Okay အိမ်ပြန်လာမယ်အိမ်ပြန်ပြီးတော့အင်ဂျီလည်းမယ်အင်ဂျီလည်းပြီးတော့အပြင်ပြန်ဖတ်မယ် Yay ဒီနေ့ပဲတော့ရင်ကောင်းနေမသိဘူးအိမ်ထဲမှာမောင်ဆိုင်ရှိရမောင်လည်းစားလိုက်ရင်ကောင်းလားဒါမှမဟုတ်ရင်အလုပ်တစ်ခုခုသွားရှာပြီးတော့လုပ်မယ်အဲ့ဒါအင်ဂျီသားလေးလိုက်ပါမယ်โอเคအိမ်ထဲရောက်ပြီအိမ်ရောက်ပြီဆိုတော့အင်ဂျီလဲမယ်အင်ဂျီလဲပြီးသွားပြီအင်ဂျီလဲပြီးသွားပြီဆိုတော့ဘယ်တိုင်းကောင်းလဲအိမ်တကားပိတ်အောင်လိုက်ကလည်းပိတ်ထားလိုက်ပါမယ်ကားမှန်ရေခဲမုတ်စားလိုက်ပါဦးမယ်ရေခဲမုတ်ချက်ချစားလိုက်ပါဦးမယ်ညမ်စားပြီးတော့ဆိုတော့ဒီမှာပါလို့ရှိရင်ဒီတော့ခုတော့ကကျောင်းလေးတည်းအလုပ်တစ်ခုခုလည်းလုပ်နေတီဒီမှာဖမ်းမလုပ်ရင်လုပ်လိုက်မယ်လေဘာလို့လဲဆိုတော့ဒါကတင်ချပါမဖုတ်ဆက်ကြည့်ဆိုတော့Okay ငါအလုပ်လေးအပြီးထိုင်ဆိုတော့ရနိုင်တယ်အိမ်ပြန်လိုက်ကြပဲကောင်းဝင်အိမ်ပြန်လိုက်အလုံးနဲ့အိမ်ထဲကနေလူရမယ်အလုပ်ရောကျောင်းရောနေလည်းလူရမယ်အဲ့ကြတော့ကျောင်းတက်ရင်းနဲ့လည်းကျောင်းတက်လို့ကျောင်းကပြန်လာရဆိုရင်အလုပ်ထဲဝင်ပြီးအလုပ်လုပ်လို့ရတယ်အဲ့ကြတော့မီးလည်းပိတ်လိုက်ပြီမီးလည်းပိတ်ကောင်းအဲ့ကြပြီးတော့ပြီအားလုံးရဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်ခြင်းကြောင့်မဲ့လို့မျှော်လင့်ပါတယ်အဲ့ကြဆက်ကြည့်ချင်တယ်ဆိုရင်တော့ပတ်ထူဆိုပြီးတော့ comment အောက်မှာရေးခဲ့ပေးပါကျမမနေ့ပြန်ကြရင်တင်ပေးပါမယ်ရှင်အဲ့တော့အားလုံးပဲ bye bye မနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်